ဝေချက်သိန်း600ပါတဲ့အိတ်ကိုမနိုင်လို့ကားထဲမှာခဏထားခဲ့ရကနေခိုးယူခံခဲ့ရတဲ့ဝန်ထမ်းတအုပ်ရဲ့စိတ်မကောင်းဖွယ်ရာဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဩဂုတ်လ9ရက်နေ့လဲတန်းကပုံးပွင့်အမျက်ဆောင်တိုးမှရှိတဲ့ MAB ဘဏ်မှာငွေကျပ်သိန်း600လာရောက်သွင်းယူတဲ့အမျိုးသမီးတဦးဟာပတ်စံအိတ်ကအလွန်လေးလံနေတာကြောင့်အကူအညီတောင်းဖို့အတွက်ဘဏ်ဝန်ထမ်းကိုတွားရောက်ခေါ်ယူနေစဉ်အတွင်း9မိနစ်ခန့်အချိန်အတွင်းမှာအိတ်ကိုအခိုးယူခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်မှာမကွေးတိုင်းဘက်မှလာရောက်တဲ့အမျိုးသမီးတဦးဟာဘဏ်သို့ငွေလာသွင်းစဉ်ပတ်စံအိတ်မှာအလွန်လေးလံနေတာကြောင့်မနိုင်တဲ့အတွက်ခဏချထားခဲ့ပြီးဘဏ်အတွင်းသို့ဝန်ထမ်းခေါ်ရန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝန်ထမ်းတွေနဲ့အတူပြန်ရောက်လာချိန်မှာတော့ခဏတာချထားခဲ့တဲ့ငွေကျပ်သိန်း600ခန့်ပါတဲ့ပတ်စံအိတ်ဟာမရှိတော့ပဲခိုးယူခံလိုက်ရတဲ့အဖြစ်အပျက်ကိုစိတ်ပြက်ဖွယ်ရာကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။အခုလိုမိနစ်ပိုင်းများခဏတာကူညီသွားတောင်းတဲ့အချိန်လေးအတွင်းအရာအလုံးဆုံးရှုံးလိုက်ရတဲ့အတွက်အပင်ပန်းခံပြီးကိုယ့်ဘာသာကိုယ်ပဲတည်လိုက်ရင်အကောင်းသားဟုဆိုကအဆိုပါမျိုးသမီးကဝမ်းနဲ့ကြေကွဲစွာနဲ့ရင်ဖွင့်ညှိတွားနေခဲ့တာလည်းဖြစ်ပါတယ်他们那鱼上鱼往哪？အဲ့လိုဟာမျိုးရယ်就ကိုမစံမုံလီပဲ抓ပြီးရ